2025 ခုနှစ်ဧပြီလ 3 ရက်ကြာသပတေးနေ့ဘဝသစ်ယေရှုကလည်းငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်သောသူသည်တည်လွန်တော်လဲရှင်လိမ့်မည်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး7 ရဲ့25ကျွန်တော်နေထိုင်ရာမှာຫນွေရာသီဆိုဖျားရှင်ရှင်ပြန်ထမြောက်ပွဲကိုကျွန်တော်တို့ဆင်နွှဲကျင်းပကြသည်အီစတာအကြောင်းကကျွန်တော်ကျင်းပသည့်နေ့၏ဘယ်အချိန်ကာလမဆိုတကူပါတော့လေအီစတာ၏အဓိကအချက်ကအထူးသဖြင့်ຫນွေဦး၏အဓိကအချက်လိုကောင်းမွန်ပါသည်ဆောင်းရာသီငြိမ်သက်အေးဆက်ကစိတ်ပြက်ဖွယ်ကတင်းချိုင်းတွင်ကခရစ်တော်၏ခန္ဓာတော်နှင့်သခင်နောက်တော်လိုက်များ၏ခံစားချက်များကိုရောင်ပြန်ဟပ်တာမျိုးရှိစေပါသည်သူတို့တွေအားလုံးဆုံးရှုံးသွားသလိုမျောလင့်ချက်တွေကလည်းပျောက်ခဲ့ရသည်ပြောင်တလင်းတစ်ပင်များမျိုး66မြက်မှောင်မိုက်သည့်ကောင်းကင်နှင့်ဆောင်းဤမြင်ကွင်းကိုကြည့်လိုက်တော့စိတ်လှရှားခံစားမိဖို့တခါတလေခက်ခဲပါသည်သို့တော့ဖြစ်ချင်တော့ຫນွေဦးရောက်လာပြီပြောင်းလဲတွေကဖြည်းဖြည်းချင်းစတင်တော့လေတစ်ပင်များကတော့နောက်ဆုံးမှာဖူးပွင့်ကပန်းများပွင့်လာပြီထိုသင်္ကေတတွေကဆောင်းဘူးဖက်နဲ့ကိုကျွန်တော်ဝတ်ထားရနေတော့မှတော့ကျွန်တော်ကိုဘဝတည်မျောလင့်ချက်နဲ့အကောင်းမြင်သောသဘောကိုပေးပါသည်ရှင်ပြန်ထမြောက်မှုကအလားတူမျောလင့်ချက်ကိုပေးသည်သခင်ယေရှု၏အသက်မဲ့ခန္ဓာတော်မှာအသက်ပြန်ဝင်လာသည်မောင်မိုက်သောဂူသင်ချိုင်းကပွင့်လာပြီးဘယ်တော့မှပြန်မပိတ်တော့ပါမနေ့ကင်းကလောကတွေမျောလင့်ချက်ရှိပြီဆိုသည့်ဂတိစကားနှင့်အတူပြန်ရှင်သန်လာသည်ဘုရားသခင်ကအီစတာမနေ့မှာအသက်ကိုဖြစ်စေပြီးຫນွေဦးတိုင်းမှာလည်းအားသစ်တစ်စုံတစ်ခုကိုပြုပါသည်စင်ကြင်ရန်အချိန်ကာလတိုင်းမှာဘဝတစ်ကမျောလင့်ချက်များကိုမြဲစွာကျွန်ုပ်ဆွဲကင်ထားမိအာယုံပြုဆုတောင်းရန်အသက်သောအစာပြုမှုများအတွက်ယေရှုတင်ဖို့ဆုတောင်းချက်အိုဖာကိုရောအချိန်တွေကပြီးပြည့်စုံပါ၏အီစတာမျောလင့်ချက်အတွက်ယေရှုတင်ပါ၏အာမင် James Golden Georgia USA